Facebook မှာဒီလိုကိုလိုချင်တဲ့ notification ဘာလေးတွေပြောင်းနေလို့စိတ်ညစ်နေပြီလား7မိနစ်နဲ့အလွယ်တကူပြန်ပြီးတော့ဖော်လို့ရပါတယ်တချို့ကတကယ်ချင်း edit နေရာပြောင်းနေတယ်ဗီဒီယိုကြည့်တဲ့နေရာပြောင်းနေတယ် game ကစားတဲ့နေရာပြောင်းနေတယ်ဆိုရင်တော့ဘယ်လိုပြန်ဖော်ရမလဲဆိုတာကိုပြောပြပေးမယ်ကိုလိုချင်တာတွေပြန်ဖော်ဖို့အတွက်ဆိုရင်တော့မြင်းသုံးချောင်းလေးနဲ့ menu bar လေးတွေကိုထပ်ပြီးဝင်ပေးရမယ်ပြီးသွားရင်တော့ဒီနေရာလေးကိုရအောင်တော့ setting and privacy ဆိုတဲ့ခေါင်းလေးတွေကိုထပ်ပြီးဝင်ပေးရပါမယ်လူပုံစံလေးနဲ့ setting ဆိုတဲ့ခေါင်းလေးတွေကိုထပ်ပြီးဝင်ပေးရပါမယ်ပင်အပုံစံလေးနဲ့တက်ပေါင်းဆိုတာစီရဲ့အဲဒီကောင်းလေးတွေကိုထပ်မံပြီးတော့ဝင်ပေးရပါမယ်ဒီနေရာလေးကိုရောက်ရင်တော့ပေါ်က customize တပေါင်းဆိုတဲ့ကောင်းလေးတွေကိုထပ်မံပြီးတော့ဝင်ပေးရပါမယ်ကိုအမြဲတမ်းပေါ်စေချင်တဲ့ကောင်းလေးတွေကို3ခုထိပင်လောက်ထားလို့ရပါတယ် hidden ဆိုတဲ့ကောင်းလေးတွေကတော့ပြောင်းနေတဲ့ကောင်းလေးတွေဖြစ်ပါတယ် hidden လေးကိုနှိပ်ပြီးတော့ auto ကိုရွေးပြီးတော့ပြန်ဖော်လို့ရပါတယ်အမြဲတမ်းပေါ်စေချင်တဲ့ကောင်းလေးကိုတော့ပင်ကိုရွေးထားလိုက်တော့3ခုထိရွေးလို့ရပါတယ်ဒီနည်းတိုင်းပဲကိုပြန်ဖော်ချင်တဲ့ကောင်းလေးတွေကိုလည်းအလွယ်တကူပြန်ပြီးတော့ဖော်လို့ရပါတယ်ပင်ဆိုတဲ့ကောင်လေးကတော့ထိတ်မှအများတန်းပေါ်နေပါမယ် available text ဆိုတာလေးကတော့ပင်ရဲ့နောက်ပိုင်းမှာပေါ်မဲ့ကောင်လေးတွေဖြစ်ပါတယ် hidden ဆိုတာလေးကတော့ကိုဖတ်ထားတဲ့ကောင်လေးတွေပြောင်းနေတဲ့ကောင်လေးတွေဖြစ်ပါတယ် hidden ဆိုတဲ့ပြောင်းနေတဲ့ကောင်လေးတွေကိုပြန်ပြီးတော့ဖော်ချင်တယ်ဆိုရင်လည်း auto ဒါမှမဟုတ်လည်းပင်ကိုရွေးနိုင်တယ်เนาะအားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲဆင်ပြေကြပါစေ